ဓမ္မရာဆိုရင်ပထမဆောင်မှာဖတ်ရှုခြင်းတဖန်ထာဝရဘုရားကဆောလူကိုဣသရေလရှင်ဘုရင်အရာမှငါပယ်သောကြောင့်သင်သည်အဘယ်မြတ်ကာလပတ်လုံးစိတ်မသာညှိတွားလျက်နေလိမ့်မည်နီသင်၏ဘူးကိုစီနေပြည့်စေသောမဒလင်မြို့သားယေရှဲရှိရာသို့ငါစေလိုမည်သူ၏သားတို့တွင်ငါအဖို့ရှင်ဘုရင်တစ်ပါးကိုငါပြင်ဆင်ပြီးဟုရှာမွေလာအားမင်းတော်မူ၏ရှာမွေလာကအကျွန်ုပ်သည်အဘယ်သို့တွားနိုင်ပါမည်နည်းဆောလူကြားလျင်တပ်ပါလိမ့်မည်ဟုလျှောက်တော်ထာဝရဘုရားကနွားမရန်ကိုယူ၍ငါသည်ထာဝရဘုရားရစ်ပူဇော်ခြင်းကလာပြီးဟုပြောလောယေရှဲကိုလည်းရစ်ပွဲသို့ခေါ်ဖိတ်လောထိုအခါသင်သည်အဘယ်သို့ပြုရမည်ကိုငါပြမည်ငါသည်နာမဖြင့်